လူကြီးမင်းတို့ရဲ့အိမ်တွေခြံတွေထဲမှာစိုက်ပျိုးထားတဲ့အပင်တွေမှာပိုးတွေကြလို့စိတ်ညစ်နေပါသလားဈေးကြီးတဲ့ဓာတုပိုးသက်ဆေးတွေဝယ်မသုံးချင်တဲ့တောင်သူဦးကြီးတွေနဲ့အိမ်ရှင်မတို့အတွက်ဒီနေ့လေးမှာတော့အိမ်မှာရှိတဲ့ပစ္စည်းလေးမျိုးတွေနဲ့အပင်လဲတန်ပိုးလဲကင်းစင်စေမဲ့နီလန်းလေးကိုမျှဝေပေးသွားမှာပဲဖြစ်ပါတယ်ရှင်လိုအပ်တဲ့ပါဝင်ပစ္စည်းတွေကတော့စက်သွန်ပြူ9ဓာတ်ခန့်ဒီကျက်သွမျိုးတွေကတော့ပိုးမွားတွေကိုနှိမ်နှင်းပေးဖို့ပဲဖြစ်ပါတယ်ပြီးတော့ငြုတ်သီးစိမ့်အနှဲငယ်လိုပါတယ်ငြုတ်သီးစိမ့်တွေကလည်းပိုးမွားတွေကိုပြေးစေတဲ့အာနိသင်ရှိပါတယ်ပြီးရင်တော့ပကံဆေးဆက်ပြားရည်အနှဲငယ်လိုအပ်ပါတယ်နောက်တစ်ခုကတော့လိုအပ်တာကရေ1လီတာခန့်ဖြစ်ပါတယ်ပထမဦးဆုံးအနေနဲ့ကတော့ငြုတ်သီးစိမ့်နဲ့ကျက်သွန်ပြူကိုကျင်းညအောင်ထောင်းပေးရမှာဖြစ်ပါတယ်ပြီးရင်တော့ပတ်ဖြန်းရတာလွယ်ကူအောင်လို့ငြုတ်သီးစိမ့်နဲ့ကျက်သွန်ပြူထောင်းထားတဲ့အဖက်တွေကိုအရေတက်တက်အဖက်တက်တက်ဖြစ်အောင်ဖယ်ရှားပေးရမှာဖြစ်ပါတယ်ငြုတ်သီးစိမ့်နဲ့ကျက်သွန်ပြူထောင်းထားတဲ့အရေတွေကိုဆက်ပြာရည်နဲ့ရေ1လီတာကိုရောဆက်ပြီးတော့ပင်တွေကိုပတ်ဖြန်းပေးရမှာဖြစ်ပါတယ်ဒီဆေးရည်ကိုဖြန်းတဲ့အခါမှာအပင်ရဲ့အရွက်ပေါ်တယ်မကပဲပိုးတွေပိုးအောင်နေတဲ့အရွက်အောက်ခြေမျက်နှာပြင်တွေကိုပါနှံ့အောင်ဖြန်းပေးရင်ပိုကောင်းပါတယ်အပူချိန်ပြင်းတဲ့နေကင်းဘက်တွေမှာမဖြန်းပါနဲ့နေအေးတဲ့မနက်စောစောဒါမှမဟုတ်ညနေဘက်မှာဖြန်းပေးတာကအကောင်းဆုံးဖြစ်ပါတယ်ဒီနည်းလမ်းတွေကတော့ပတ်စံကုန်လဲတတ်တာသလိုမိမိတို့ရဲ့မိသားစုကျန်းမာရေးအတွက်လည်းဘေးကင်းစေတဲ့နည်းလမ်းလေးဖြစ်ပါတယ်ခုလိုမျိုးစိုက်ပျိုးရေးဘူးတုတာတွေဆက်လက်ကြည့်ရှုဖို့အတွက်ကျမတို့ရဲ့မီဒီယာလေးကို Subscribe လေးလုပ်ထားဖို့မမေ့ပါနဲ့ရှင်အားလုံးပဲအောင်မြင်တဲ့စိုက်ပျိုးရေးသမားတွေဖြစ်ကြပါစေ